စာရေးဆရာကြီးမင်းမြတ်သူရရဲ့စာပလင်းမင်းအောင်နဲ့တောင်းအေဂရီဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း၄နေဘုံသည်ဘူတာသို့သွားကယထာဆောင်နေစဉ်စားဖို့ယထာကြီးစိုက်ကလာသဖြင့်ယထာပေါ်သို့တက်ပြီးလိုက်ပါသွားလေသည်။မိယထာကြီးသည်ရှူရှူရှက်ရှက်အတန်ပြုကဘူတာမှစတင်ထွက်ခွာသွားလေ၏။နေဘုံသည်မိယထာပြတင်းပေါက်မှအေးအေးသာမြင်ရသောမြို့ကိုကြည့်ပြီးလွမ်းစွတ်သလိုခံစားလိုက်ရလေသည်။မိယထာသည်ဘူတာများကိုတပူတာပြီးတပူတာစိုက်ကပ်ပြီးနောက်မြို့ကြီးတစ်မြို့အရောက်တွင်လေပေါင်ကျသွားသောကြောင့်ယထာကိုဘူတာမှတန်ကြအောင်ရပ်နားနေရ၏နေဘုံသည်အညောင်းပြေညပြေယထာပေါ်မှဆင်းပြီးခြေဆန့်လက်ဆန့်ပြုလုပ်နေစဉ်ဘူတာနီးမှပင်တီးတန်တရုံလုံးကျရသဖြင့်ထိုနေရာသို့ရှောင်လာခဲ့လေသည်ထိုကဘူတာရှိအရေးကောင်းသောတစ်ပင်ကြီးအောက်တွင်ပြသနေသောမျက်လည်ဝိုင်းတစ်ဝိုင်းကိုတွေ့ရလေသည်မျက်လည်စရာကပြောင်ဆက်ဆက်မျက်နှာရှိသောလူတူဖြစ်ပြီးမျက်လည်ပြလိုက်ပင်တီးလိုက်ဖြင့်ပြသနေလေ၏မျက်လက်ဆရာကိုကြည့်ပြီးမိမကြီးတူကမျက်လက်ဆရာကြီးရတာမြောက်အုံးသီးရတာကြာနေတာပဲမျက်လက်ပြလိုက်ပင်တီးနိုင်နေဟုအပြစ်တင်လိုက်ရာမျက်လက်ကြီးပြိတ္တများလည်းသဘောကျဟန်ဖြင့်ရီမောလိုက်ကြလေသည်မျက်လက်ဆရာကမျက်နှာကိုရှုံမဲပြီးမြောက်အုံးသီးရတာမဟုတ်ပါဘူးဗျာပင်တီးတဲ့ကောင်မိမခိုးသွားလို့ပါဟုပြောလိုက်၏ထိုကနေဘုံကလူအုပ်ထဲသို့တိုးဝင်သွားပြီးနောက်ခမပင်ကျုပ်တီးပေးပါမယ်ဗျမျက်လက်ကိုသာအေးအေးဆေးဆေးပြပါဟုပြောလိုက်၏မျက်လက်ဆရာကခေါင်းညှိလိုက်ပြီးကျေးဇူးတင်တဲ့ကောင်လေးဟုပြောလိုက်ပြီးသူ့၏မျက်လက်ဝိုင်းကိုဆက်လက်ပြသ၏အတန်ကြာသောအခါမျက်လက်ဆရာကမျက်လက်ဝိုင်းကိုတင်လိုက်သည်မျက်လက်ဆရာကနေဘုံ၏ပခုံးကိုဖက်လိုက်ပြီးနောက်ကျေးဇူးတင်တဲ့ကောင်လေးကျုပ်တို့ထမင်းစားရအောင်ဟုဖိတ်ခေါ်၏ထိုကကြမှာပင်နေဘုံသည်လေးပေါင်ဖြစ်နေသောယထာကိုသတိရပြီဟာအကျုပ်ယထာလေးပေါင်ဖြစ်နေတာကိုသတိမေ့နေတယ်ပြေးမှဖြစ်မယ်ဟုဆိုလိုက်ရာမျက်လက်ဆရာကနေဘုံ၏လက်ကိုဆွဲလိုက်ပြီးမတော်နဲ့တော့ကွာယထာမရှိတော့ဘူးငါရဲ့နာကဘူတာကယထာဝင်ထွက်ကိုငါကောင်းကောင်းသိတယ်မင်းလိုက်လာတဲ့စာပိုးကထွက်သွားတာကြပြီဟုဆိုလိုက်ရာနေဘုံကမျက်လက်ဆရာစကားကိုမယုံပဲဘူတာတို့အပြေးသွားကြည့်လိုက်သည်ထိုကမျက်လက်ဆရာပြောတဲ့ကဲ့သို့ပင်စာပိုးယထာမှဘူတာမှထွက်ခွာသွားပြီဖြစ်ကြောင်းတွေ့ရလေသည်မိမိလိုက်ပါလာတော့ယထာမရှိတော့တဲ့ပြင်နောက်ယထာဆောင်စည်းရန်သာရှိလေသည်ထိုခိုက်မှာပင်သူ့၏နီးသို့မျက်လက်ဆရာရောက်ရှိလာပြီးဘယ်လိုလဲကောင်းလေစာပိုးယထာထွက်သွားပြီမဟုတ်လားငါနဲ့လိုက်ပြီးအေးအေးဆေးဆေးထမင်းစားပါအောင်ကွာဟုဖိတ်ခေါ်၏နေဘုံလည်းပိုက်တဲ့တွင်စားလောင်လာတဲ့ဖြင့်မျက်လက်ဆရာနှင့်အတူလိုက်ပြီးနေ့လယ်စာစားတောင်းလေသည်ထမင်းစားပြီးနောက်မျက်လက်ဆရာကစေးပေါ်လေးတစ်လိပ်ကိုမိညှိချိုက်ခွာလိုက်ပြီးအငါနာမည်ကိုတာတီလို့ခေါ်တယ်မင်းနာမည်ဘယ်သူလဲဘယ်သွားမလို့လဲဟုမေးမြန်းရာနေဘုံကသူ့မိကိုပြောပြပြီးအကျုပ်ကမြို့ကထွက်လာပြီးလူတစ်ယောက်ရှာနေတာဟုပြောလိုက်ရာကိုတာတီကအပြောက်ဆုံးနေတဲ့မိဘကိုရှာနေတာမဟုတ်လားဟုဆိုလိုက်ရာနေဘုံကမျက်လုံးပြူသွားပြီးဟာခင်ဗျဘလို့သိလဲဟုမေးမြန်း၏ထိုကကိုတာတီကသဘောကျဟန်နဲ့ရင်မောလိုက်ပြီးငါလူတွေစိတ်ကိုဖတ်တတ်တယ်ကွာနေပါအောင်လူကဲခက်ပညာကျွမ်းကျင်တယ်ဆိုပါတော့ကွာမင်းမိဘနဲ့ပတ်သက်ပြီးဘယ်လိုများတဲလွန်စားရှိလို့လဲကွာဟုမေးမြန်းလိုက်ရာနေဘုံကခေါင်းခါရမ်းလိုက်ပြီးတဲလွန်စားဆိုလို့ကျုပ်ဖေကနောက်ဆုံးထားသွားတဲ့ဒေါင်းအေဂရီဆိုတဲ့စကားပဲတဲလွန်စားရှိတယ်ဗျာဒေါင်းအေဂရီကိုရှာတွေ့တဲ့အဆုံးမှာတော့ဖေနဲ့ပြန်တွေ့မယ်လို့ဆိုထားတယ်ဟုပြောလိုက်ရာမျက်လက်စရာကမင်းအဖေကလည်းမလွဲပါလားလူပြည်ကအတချောင်းနဲ့မြမပြည်ကအတချောင်းစုံတွေ့ဖို့မလွယ်ဘူးဆိုတာလို့ဖြစ်နေပြီဟုပြောလိုက်ရာနေဘုံကတက်ပြင်းချလိုက်ပြီးမလွယ်ဘူးဆိုတာဟုတ်ပါတယ်ဒါမဲ့ကျုပ်ကအရာရာကိုလွယ်လွယ်နဲ့လက်လျှော့တတ်တဲ့လူမျိုးမဟုတ်ဘူးဗျအဖေကိုရှာတွေ့လို့မတွေ့သေးခင်မှာလူလောကထဲဝင်ပြီးတော့မှလူတွေစီကတွေ့ကြုံတွေကိုလည်းတင်ယူဖို့ဆုံးဖြတ်ထားတယ်ဟုဆိုလိုက်ရာကိုတာတီကကောင်းငင်းလိုက်ပြီးလူလောကဆိုတာတင်ယူရရင်တော့အကောင်းဆုံးကြောင်းတော်ကြီးတစ်ခုပဲပေါ့ကွာမင်းရဲ့စိတ်ဓာတ်နဲ့ရည်ရွယ်ချက်ကိုသဘောကျတဲ့ဟိငါနဲ့အတူနေဖို့ဖိတ်ခေါ်ခြင်းနဲ့ဟုဆိုလိုက်ရာကိုတာတီကိုကြည့်ပြီးနေဘုံကခင်ဗျားကိုမြင်မြင်ချင်းခင်သွားတာမှန်မဲ့ခင်ဗျားကြည့်ရတာလေးနဲ့တဲ့အတွေးခေါ်ဒါသနာရှိပုံရတယ်ဟုပြောလေရာကိုတာတီကလောကမှာလူတော်တော်များများကတကူကောင်းဆံပြီးအများအတွက်မတွေးတတ်ဘူးကွာငါအတွက်ဆိုတဲ့လူတွေပဲများတယ်ဒီလိုလူတွေများလာရင်တဘာဝလောကကြီးရဲ့ဒဏ်ခတ်ခြင်းကိုခံရလိမ့်မယ်ငါကအများအကောင်းကျိုးအတွက်အလုပ်လုပ်နေတာကွာဟုဆိုလိုက်ရာနေဘုံကခေါင်းငင်ပြပြီးမျက်လည်းပြတယ်လို့ကိုပြောတာလားဟုဆိုလိုက်ရာကိုတာတီကခေါင်းညမ်းပြလိုက်ပြီးတကယ်တော့ညက်လိုက်ပြတာငါရဲ့အလောက်ကိုင်းစစ်မဟုတ်ဘူးကွာငါအလောက်လုပ်တယ်ဆိုတာကရင်ခုန်စိတ်လှုပ်ရှားဝဲအတွေ့အကြုံတွေလိုချင်လို့ကွာလောကမှာစားဖို့တောက်ဖို့လောက်လုပ်တဲ့လူတွေကခက်ညံ့ညံ့လူတွေကွာဒီလိုလူတွေတဲ့ငါမပါဘူးဟုဆိုလိုက်ရာနေဘုံကကိုတာတီယူဆကိုမြင့်တက်မိသွားပြီးနှစ်သက်သွားကကျုံနဲ့အတွေ့ချင်းတူလိုက်တာဗျာကျုပ်လည်းရင်ခုန်လှုပ်ရှားဝဲအတွေ့အကြုံတွေလိုချင်တာဗျာဒါနဲ့ခင်ဗျားရဲ့လောက်ကိုင်းကဘာလဲအတော်စွန့်စားရမယ်ထင်တယ်ဟုအားတဲ့တရောမီးမြန်းလိုက်ကိုတာတီကဘေးပတ်ဝန်းကျင်ကိုမျက်လုံးဝဲကြည့်၍စွန့်စားရတာတော့မပြောပါနဲ့ကွာရ
ရင်တုံနှလုံးတုံဖို့လဲကောင်းသလောက်ရှိလဲကြတယ်ဘဲလောက်ထိရှိကြတယ်လဲဆိုရင်သမိုင်းဥခေလောက်ကလေးကပေါ်ပေါက်နေတဲ့အလုပ်ကွာဒီတဲ့ပို့ပြီးတိတိကျကျပြောရရင်လူတွေမှာပိုင်ဆိုင်မှုဆိုတာရှိကြတဲ့ကစပြီးပေါ်လာတဲ့အလုပ်ဟုဆိုလိုက်ရကိုတာတီအလုပ်ကိုင်းကိုနေဘုံကစိတ်ဝင်စားလာပြီခမရအလုပ်ကညှိုးလိုက်လားကျုပ်ပူတိချင်လာပြီဟုဆိုလိုက်ကိုတာတီကသူ့အလုပ်ကိုခုံယူဟန်ပြင်လက်မထောင်ပြီးနောက်ပြီးဒီအလုပ်ကငါတို့သားစင်မြေးဆက်လက်စင်ကန်းလာတဲ့အလုပ်ကွာငါလောက်ကရှင်းရှင်းပြောရရင်ကွာသူတော်ပိုင်ဆိုင်မှုတွေကိုကာယကံရှင်မသိအောင်ယူတဲ့အလုပ်ပဲဟုဆိုလိုက်ရနေဘုံကကိုတာတီအလုပ်ကိုသဘောပေါက်သွားပြီးတဟာဟာရီဘောကပါများလက်မှတ်တယ်ခရလောက်ကတခုအလုပ်ဘူးဗျအမကားမှုတို့ဆိုင်လုပ်ကြီးပဲဗျဟုဆိုလိုက်ထိုကကိုတာတီကကောင်းငင်ပြီးဖះပကြိုက်တဲ့အလုပ်ဆိုတာငါဝင်ခံပါတယ်ကွာဒါပေမဲ့ငါတခုအလုပ်လုပ်တယ်ဆိုတာကသူတော်ကပစ္စည်းမခိုးဘူးကွာမကောင်းမှုဒုစရိုက်လုပ်တဲ့လူတွေရဲ့ပစ္စည်းကိုရယူပြီးမရှိစင်းရတာတွေဝေငှတာကွာငါအတအတွက်ငါခိုးတာမဟုတ်ဘူးဟုဆိုလေနေဘုံကကိုတာတီစကားကြောင့်မျက်မှောင်ကျုပ်လာပြီးဒါဆိုတော့ခမရတကူကြီးငတ်တဲ့ပြားလို့ပေါ့ဟုဆိုလိုက်ရကိုတာတီကတက်ပြင်းချလိုက်ပြီးတဘာဝတရားကလောကအတွက်ပြီးပြည့်စုံအောင်ဖန်တီးပေးခဲ့တယ်ဆိုပေမဲ့နေရာတိုင်းမှာကွက်လက်လေးနည်းနည်းတော့ရှိတတ်တယ်ကွာအဲ့ဒီကွက်လက်ကလေးတွေကိုဖြည့်ဖို့ငါကစူးစမ်းနေတာကွာဥပမာမြို့ပြင်ကလူတွေကူးတန်းသွားလာနေတဲ့တရားလေးကျိုးနေတာကြပြီဒီတရားလေးကျိုးနေလို့ရဟန်းရှင်လူပြည်သူများဒုက္ခရောက်တယ်ဒီတရားလေးကိုမနဲ့အရုံတက်အချိန်ကလေးကဈေးသွားဈေးလာတွေကဖြတ်တန်းသွားလာကြတယ်အခုတော့တရားကျိုးသွားတဲ့အတွက်ဒုစစ်လောက်ရှိတဲ့ရေတဲကိုဖြတ်တန်းပြီးသွားရတယ်ဒီမြို့ကတတိတကြွယ်တွေကမြို့ပေါ်ကထင်ရှားကြော်ကြတဲ့ဆရာတော်ကြီးเจ้าကိုပဲအုတ်တိုင်းကားခြင်းနဲ့မဟုတ်ဦးတွေပလင်တွေလူချင်းနဲ့တကယ်တော့သူတို့အလူတွေကရေများရာမို့ကြွားနေတာကွာဆရာတော်ကြီးတွေเจ้าကအုတ်တိုင်းမှာကပီးစာတန်ထိုးခွင့်မရဘူးဆိုရင်တတိတကြွယ်တွေကလူတန်းဖို့စိတ်ဝင်စားမှာမဟုတ်ဘူးကွာမြို့ပေါ်ကတတိကြီးတယောက်ကလူကုန်တန်းတွေဖိတ်ပြီးကြီးကျယ်လူဒါနာပြုနေပေမဲ့ဇာလောင်မို့သိလို့ချမ်းရှိမှလာရက်နေတဲ့သားမိကိုရိုက်မောက်ပုံမောက်လုပ်ပြီးမောင်းထုတ်ချင်ကြတဲ့ဒါဟန်ဆောင်တာကွာဒါဟန်ဆောင်တာလောကသဘာဝပဲငါကမွေးရပါပင်ကိုဗီဇာအရစွန့်လွန်စွန်စားနေထိုင်ရတာနှစ်သက်တယ်တမျိုးကြလုပ်တယ်မလုပ်ချင်ဘူးဒါကြောင့်ငါဝါသနာနဲ့ကန့်ညီပြီးသူတစ်ပါးကိုအကျိုးပြုနိုင်တဲ့တခုအလုပ်ကိုလုပ်ကန်ခဲ့တာပဲဟုပြောလေသည်နေဘုံကကောင်းညင်ပြီးဒီလိုဆိုရင်တော့လေခင်ဗျားအလုပ်ကိုကျုပ်ကအားပေးရမလို့ဖြစ်နေပြီဟုပြောလေရကိုတာတီကကောင်းညင်လိုက်ပြီးဒါဆိုရင်လည်းငါနဲ့အတူစွန့်စွန်စားစားလိုက်လို့မလားဟုမေးမြန်းလေရနေဘုံကကောင်းခံရလိုက်ပြီးချင်းသေးတော်မီသည်စာလောင်ငတ်မို့တော်လည်းပဲမြက်တီးရွက်ကိုမစားပညာရှိသူတော်ကောင်းတို့သည်လည်းဆင်းရဲဒုက္ခကြုံတော်လည်းပဲမကောင်းမှုဒုစရိုက်ကိုလက်မခံအကျင့်သီလကိုစောင့်ထိန်ကြကုန်၏တဲ့လောကနေဒီမှာဆိုထားတယ်ဗျဒါကြောင့်တခုအလုပ်ကိုမလုပ်နိုင်တာတော့ခွင့်လွတ်ပါဗျာဟုဆိုလိုက်ရကိုတာတီကကောင်းနေလာပြီလောကနေဒီမှာပဲဆိုထားတယ်ကွာမတူတော်တို့ရဲ့စီစဉ်ဥစ္စာသည်များပင်များညာတော့လဲသမုတ်တရားရေကဲ့သို့တောက်ချိုးမိခို၍မရနိုင်လို့ဆိုထားတယ်ကွာဒါကြောင့်မတူတော်တွေရဲ့ပစ္စည်းတွေကိုတရားနီလန်းကြကြခွဲဝေလို့ရအောင်တခုအလုပ်ကိုဆက်လို့ရမှာပဲကွာဟုပြောလိုက်ထို့နောက်တွင်မူနေဘုံနေကိုတာတီတို့သည်အတူတကွပေါင်းသိနေထိုင်ရန်မဖြစ်နိုင်သဖြင့်လမ်းခွဲထွက်လိုက်လေသည်နေဘုံသည်ဘတ်ကားကြီးတစ်စီးကိုတားရွေစီပြီးခရီးဆက်ခဲ့၏မြို့တစ်မြို့ရောက်သောအခါဘတ်ကားပြတ်သွားသည်ဆိုသဖြင့်ခီးသည်များကားပေါ်မှဆင်းကြလေသည်နေဘုံမှာခြေဦးတရာသွားသောခီးဖြစ်သဖြင့်ကျုံသည့်နေရာတွင်ဆင်းပြီးဖခင်ရှာဖွေခိုင်းသည့်တောင်းအေဂရီကိုရှာဖွေရလေသည်တောင်းအေဂရီဆိုသည်မှာလူတစ်ယောက်၏အမည်နာမပင်ဖြစ်သလောတက်မဲ့ပစ္စည်းတစ်ခုခု၏အမည်ပင်လောမတဲခွဲလာခြင်းနေဘုံသည်ထိုမြို့ထဲတွင်လှည့်လည်ကြည့်ရှုရင်းမြို့လေကောင်ဈေးနီးသို့ရောက်သောအခါကားတစ်စီးကဈေးရှိတွင်ရပ်နေသောဖွားကြီးတူကိုပွက်ဆွဲပြီးရက်မပေးဘဲမောင်းနှင်သွားကြောင်းတွေ့ရလေသည်နေဘုံကစိတ်တော်ရာရုပ်မာသောကားဒရိုက်ဘာကိုဒေါသတကြီးကြည့်လိုက်ပြီးကားကိုတားရန်ကြံစီလိုက်လေသည်ထို့ကြောင့်ကားဤလာရလမ်းရှိတွင်လက်ပိုက်ရက်လိုက်ပြီးလမ်းကိုပိတ်ထား၏ထိုကအချိန်ပြင်းပြင်းဖြင့်မောင်းနှင်လာသောကားထဲမှလူတူကခေါင်းပြူထွက်လာပြီးခွေမာသာတေချင်းလို့လမ်းပိတ်တာလားဟုမေးမြန်းလာရာနေဘုံကခင်ဗျားတို့လူကုန်တယ်တွေလောက်ပြီးမရိုင်းလာကြည်လားကို့အဖွားရွယ်ကိုဒီလိုလုပ်ရသလားဟုချိန်မောင်းလာ၏အော်စတင်ကားထဲမှလူကုန်တယ်တူကခေါင်းပြူထွက်လာပြီးတေချင်းလို့လားကားရှိမှလာပြီးရက်နေအောင်မင်းဘာကောင်းလဲဟုမေးမြန်းလာရာနေဘုံကထိုသူကိုမျက်မှောင်ကျုပ်ကြည့်လိုက်ပြီးခင်ဗျတော်မရိုင်းတဲ့သူပဲခင်ဗျအမေရွယ်အဖွားရွယ်ဈေးတဲ့တော်ကြီးကိုပွတ်ဆွဲပြီးကားကိုမရပဲမောင်းထွက်ခဲ့တယ်ခင်ဗျတို့မျိုးပါစီရလားဟုမေးမြန်းလိုက်တယ်ထိုကားရင်ကားပေါ်တွင်လိုက်ပါလာသောလူတူကအတီဖွားကြီးသူ့ဘာသာလန့်လဲကျသွားတာကွာငါကားနဲ့တိုက်မိတာမဟုတ်ဘူးငါတို့ကရေးပိုင်သမီးမင်္ဂလာဆောင်တောင်းမဲ့သူတွေဟုဆိုလာရနေဘုံကကားရဲရှိသူများကိုကြည့်ပြီးအန်ကျိတ်လိုက်ကဒီမှာရေးပိုင်သမီးမင်္ဂလာဆောင်မကလို့ဖဲသွားခ
ခင်ဗျားတို့ဒီဘွားကိုတော့ပြုစုတင်တယ်ဟုပြောလိုက်နေပုံးစကားကြောင့်၎င်းလူများသည်တယောက်မျက်နှာတယောက်ကြီးကရိုင်းပြဟန်ဖြင့်ဆုံးဖြတ်လိုက်ဟန်ဖြင့်ဒရိုင်ဘာကိုမျက်ရည်ပြလိုက်သည်သူကဒရိုင်ဘာကကားကိုအရှိန်မြင့်၍မောင်းကနေပုံးကိုအရှိန်ဖြင့်ဖြတ်တက်လိုက်နေပုံးကမိမိကိုမိမိလျင်မြန်ဖြတ်လက်အောင်လေ့ကျင့်ထားသဖြင့်အရှိန်ဖြင့်မောင်းနေလာသောကားကိုတပတ်ကျွန်းပြည့်၍ရှောင်းတိန်လိုက်လေသည်နေပုံးသည်လူပုံတံများ၏ကားထဲမှလွင့်ပြန်ထွက်ပေါ်လာသောရည်တံများကိုကြားပြောင်ကြားလိုက်ရ၏မိမိစော်ကားခံရခြင်းကိုကရုမပြုအားပဲမြေပေါ်တွင်လဲနေသောဖို့ကိုတွားရပြုစုရလေသည်ထိုကဖွားအို၏ခြေထောက်တစ်ဖက်သည်မြေပြင်ပေါ်တွင်မထောက်နိုင်တော့ပဲရှိနေနေပုံးကအဖွားအိုကိုကရုဏာသက်ဟန်ဖြင့်ကြည့်လိုက်ပြီးအဖစိတ်မပူနဲ့နော်ကျုံအိမ်ပြန်ပို့ပေးပဲဟုဆိုကအဖွားအိုကိုပွေ့ကြည့်၍မြင်းလက်တစည်းကိုငှားကအဖွားအိုနေအိမ်သို့လိုက်လံပို့ဆောင်ပေးလေသည်ထိုကဖွားအို၏အိမ်သည်မြို့စုံရှိတဲ့ငယ်ကလေးဖြစ်ကြောင်းတွေ့ရသည်နေပုံးကအဖွားအို၏ဘဝဆက်ကြောင်းကိုမေးမြန်းရာဖွားအိုကဖွားမဖိုးထိန်ဆိုတဲ့သားလူမိုက်တယောက်ပဲရှိပါတယ်ကွယ်ဖိုးထိန်ကထောင်ထဲဝင်လိုက်ထွက်လိုက်လုပ်နေတဲ့တငယ်ပါကွယ်ဟုပြောလေနေပုံးကဖွားအိုကြီးစားဝတ်နေရေးကိုမေးမြန်းကြည့်ရာဖွားအိုကမြို့ပြင်ကားကိန်း၌ကောင်းကြီးမောင်ရောင်တော်လို့ဖြင့်အသက်မွေးဝမ်းကြောင်းမှုပြုကြောင်းသိရလေသည်နေပုံးသည်ခြေထောက်နာနေသောဖွားအိုကိုကရုဏာတက်ကဖွားအို၏တန်ရာမသက်သာမီဖွားအိုနေထိုင်ပြီးဖွားအို၏စားဝတ်နေရေးအတွက်ကူညီပေးမည်ဟုစိတ်ပိုင်းဖြန့်လိုက်လေသည်နေပုံးကမိဖို့ကြောင့်သို့ဝင်၍ဖွားအို၏စားတောက်ဖွယ်ရာများကိုကြည့်ရှုလေရာမိသည့်စားတောက်ဖွယ်ရာမှမရှိကြောင်းကိုတွေ့ရ၏ဖွားအိုကမိဖို့ကြောင့်သို့မျက်လုံးဝိတ်ကြည့်ပြီးမနက်ကထမင်းချက်ဖို့ဈေးထဲကိုဆန်သွားဝယ်ရင်ဖြစ်တာဟုပြောလေဒီဘုံကဖွားအို၏စားရေးတောက်ရေးအတွက်မြို့ထဲသို့သွားပြီးတရုတ်ခေါက်ဆွဲဆိုင်သို့သွားကခောက်ဆွဲကြော်နဲ့ထုတ်ဝယ်ပြီးဖွားအိုအားကျွေးမွေးလေသည်မိမိကိုယ်တိုင်လည်းစားလေဖွားအိုသည်နေဘုံကိုကြည့်ပြီးအဖွားအတွက်လူကလေးအလုပ်ပိုးနေပြီအဖွားကထမင်းမစားရတဲ့နေ့တွေမဆန်းတော့ပါဘူးကွယ်ဟုဆိုလေရာနေဘုံစိတ်ထဲတွင်ဖွားအိုအတွက်များစွာကရုဏာတက်ရလေတော့သည်နေဘုံသည်ထိုနေ့ည၌ဖွားအို၏အိမ်၌ပင်ညအိတ်လိုက်လေနည်းနည်းသို့ရောက်သောအခါဖွားအို၏ခြေထောက်မှမခံမရနိုင်လောက်အောင်နာကျင်နေသောကြောင့်အိန္ဒိယနွယ်ဘွားဆရာဝန်ကြီးတူကိုခြေကြွခများစွာပေးပြီးအိမ်သို့ပြန်ရ၏ဆရာဝန်ကြီးကအဖွားအို၏ခြေထောက်ကိုကြည့်ပြီးတစ်ပတ်စာလိမ့်ဆေးပေးလိုက်လေသည်ဖွားအိုကနေဘုံ၏ငွေများကုန်းစင်သွားသည်ကိုတွေ့ရသည်ဖြင့်ဘာလို့ပတ်စံများကြီးကုန်ခန္ဓာလဲလူလေအဖွားခြေထောက်ကသူ့ဖာသာသူပျောက်ကင်းသွားမှာပါဟုပြောလေသည်နေဘုံကအဖွားအို၏နေထိုင်မကောင်းချိန်တွင်စာရေးတောက်ရေးကိစ္စများကိုပါတာဝန်ယူပေးခဲ့လေဖွားအိုကြီးကတဖြည်းဖြည်းပြန်လည်နေကောင်းလာလေသည်တနေ့နေဘုံမြို့ထဲသို့သွားနေစဉ်မိုးရွာချလိုက်ပြီးဖွားအို၏တဲတစ်ခုလုံးနဲ့ရွှဲရွှဲဆူသွား၏ဖွားအိုသည်တဲဤတောင်လေးတွင်ထိုင်နေရှာသည်နေဘုံကတဲခေါင်မိုးကိုမျက်လုံးဝေးကြည့်လိုက်ပြီးဖွားအိမ်ကိုမိုးရအောင်မဲဟုရေယူပြီးမြို့ထဲသို့သွားကတဏိများကိုလှည့်ပြတိုက်လေနေဘုံကတဏိများကိုဝယ်ယူပြီးဖွားအို၏တဲကလေးကိုမိုးပေးလေသည်သူသည်သူ့မြို့မှနေထိုင်ခြင်းကတငယ်ချင်းများတဏိမိုးသည့်ခါတိုင်းကိုညီပေးတဲ့ဖြင့်တဏိမိုးခြင်းအတက်ကိုကောင်းစွာတက်ကျွမ်းလေသည်ညနေဆောင်သောအခါဖွားအို၏နေအိမ်ကလေးကိုတဏိမိုးခြင်းကိစ္စပြီးစီးသွားလေ၏နေဘုံသည်တဏိများဝယ်ပြီးအိတ်ထဲတွင်ငွေပုံငွေရှမ်းနည်းနည်းကျန်သေးသဖြင့်ချန်စီယိုကာယံရန်တစ်များသွားရောက်ဝယ်ယူလေသည်နောက်တစ်နေ့တွင်ချန်စီယိုကာယံပြီးနောက်အဖွားအို၏အိမ်ကလေးကတက်တက်ရက်ရက်ဖြစ်သွားလေတော့သည်နေဘုံသည်ချန်စီယိုကာယံပြီးနောက်ခြံတဲရှိခြုံရွယ်ပိတ်ပေါင်းများကိုခုတ်ထွင်ရှင်းလင်းပြီးအမိုက်များတောင်ပုံရပုံဖြစ်လာသဖြင့်တွင်းတူးမြုပ်နှံရန်မြေကြီးများတူးလိုက်လေသည်ဖွားအို၏ခြေထောက်တန်ရာကောင်းမွန်လာသဖြင့်အငြိမ်မနေပဲနေဘုံစားတောက်ရန်ချက်သားကာလာသားဟင်းကိုချက်ပြုတ်နေနေဘုံကပေါက်တူတလဲနှင့်မြေချင်းတူးရင်ပြောင်းလဲသောအရာကိုမြင်သဖြင့်အံ့အားတင်သွားပြီးမြေကြီးများကိုဖယ်ရှားလိုက်သောအခါရွှေလက်စွပ်တကွင်းဖြစ်နေလေသည်နေဘုံကရွှေလက်စွပ်ကိုယူပြီးဖွားအိုကိုသွားရောက်ပြသ၏ဖွားအိုကခေါင်းခါရမ်းလိုက်ပြီးဖွားဖြစ်စီမဟုတ်ဘူးဒီအိမ်ရဲ့မူလပိုင်ရှင်တွေကလည်းနှစ်ပေါင်းများစွာကြာပြီဆိုတော့ဘယ်ရောက်လို့ဘဲပေါက်နေလဲလည်းမသိတော့ဘူးဟုပြောလိုက်လေနေဘုံသည်လက်စွပ်ကိုတန်ဖိုးရှိသည်ဟုထင်ပြီးမြို့လေကောင်ရှိရွှေဆိုင်ကြီးတစ်ဆိုင်သို့သွားရောက်ပြသကရောင်းလေရာစိတ်ကောင်းရှိသောရွှေဆိုင်ပိုင်ရှင်ကလူကလေးလက်စွပ်ကဗရန်များလက်စွပ်ပဲငွေ900လောက်တန်နဲ့ရောင်းချင်ရင်ရောင်းခဲ့ပါဟုဆိုလေနေဘုံလည်းငွေ900ကိုကိုင်ပြီးဖွားအိုထံဝမ်းသာအားရပြန်ခဲ့လေသည်ဖွားအိုကငွေများကိုကြည့်ပြီးခေါင်းခါရန်ကအဖွားမလို့ချင်ပါဘူးကွယ်လူလေးနဲ့ထိုက်လို့လူလေးရတာယူထားလိုက်ပါဟုဆိုလေနေဘုံကတက်ပြင်းချလိုက်ပြီးကျွန်တော်အတွက်ငွေမလိုပါဘူးအဖွားကအသက်ကြီးနေပြီကောင်းကြီးမမရောင်းနဲ့တော့ပတ်စံတွေကိုကျွန်တော်ဘန်မှာအပ်ပေးမယ်အဖွားတစ်သက်လုံးဘန်တို့နဲ့အေးအေးဆေးဆေးစားလို့ရပြီဟုဆိုလေသည်နေဘုံသည်ဖွားအို၏ကျမ်းမာရေးပြန်လဲကောင်းမွန်လာသဖြင့်ထိုမျိုးလေးမှထွက်ခွာလာခဲ့လေသည်ဖွားအိုသည်နေဘုံအားသားသမီးရင်းချခဲ့သူတန်ရောစဉ်ညှိတွယ်နေပြီဖြစ်သဖြင့်မြို့မှထွက်ခွာမသွားရန်တားဆီးခဲ့လေသည်သို့သောနေဘုံသည်ဘဝကြီးဆက်ရန်များစွာရှိသေး၏
ဖခင်ရှာဖွေခိုင်းသောတောင်းဧကရီကိုရှာဖွေရအောင်မီအဖွားအိုကိုမလွဲတာပဲခွဲခွာလာခဲ့ရလေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ